အားလုံးပဲမင်္ဂလာပါဒီနေ့တော့ supply chain attack အကြောင်းနဲ့သူ့ကိုကာကွယ်နိုင်တဲ့ tools တွေအကြောင်းကိုကျွန်တော်ပြောပြသွားမှာဖြစ်တယ်။ကဲဒါဆိုရင်ကျွန်တော်ဆက်ကြည့်အောင် supply chain attack ဆိုတာက attacker ကသူ့ရဲ့ target ကိုသူက direct attack မလုပ်ဘူး target နဲ့ဆက်နွယ်နေတဲ့နေရာတစ်နေရာနေပြီးတော့သူက attack လုပ်တာမျိုးဖြစ်တယ်။ဥပမာဆိုရင် attack လုပ်မဲ့သူကစေကန်းတစ်ခုမှာရှိတဲ့လူနာတွေရဲ့စီးရင်ကိုလိုချင်တယ်ဆိုပါစို့။ဒါဆိုရင်အဲ့ဒီစေကန်းမှာအသုံးပြုတဲ့ software ကို develop လုပ်တဲ့ vendor ကတစ်ဆင့် attack လုပ်တာမျိုးဖြစ်တယ်ဒီလိုမျိုး attack လုပ်ဖို့ vendor ရဲ့ software source code ကိုသူတနည်းနည်းနဲ့သူ့ထဲမှာရှိလိမ့်မယ်ပြီးတော့အဲ့ဒီ source code ထဲကိုသူ့ရဲ့ malicious code တွေထည့်ပေးလိုက်တာမျိုးဖြစ်ခြင်းဖြစ်မယ်ဒါမှမဟုတ်လေ vendor ရဲ့ deployment package တွေကိုတနည်းနည်းနဲ့သူ့ရဲ့ program သို့မဟုတ် tools တစ်ခုထည့်ပေးလိုက်တာမျိုးလည်းဖြစ်ခြင်းဖြစ်မယ်ဒီလိုမျိုးဖြစ်စဉ်မျိုးကို supply chain attack လို့ခေါ်တယ်အဲ့တော့ supply chain attack က software ကနေကျွန်တော်တို့ဖြစ်နိုင်တယ်လို့မျိုး cloud တွေ API တွေ hardware တွေကလည်းဖြစ်နိုင်တယ်။ Okay ဒါဆိုရင်ကျွန်တော်တို့ supply chain attack ကိုကာကွယ်ဖို့ဆိုရင် company တွေမှာဥပမာဆိုရင် zero trust policy ချတာnetwork traffic ကို monitoring လုပ်တာ tools တွေကိုအသုံးပြုတာစသဖြင့်နည်းလမ်းတွေမျိုးစုံရှိတယ်။ software နဲ့သက်ဆိုင်တဲ့ tools တွေကိုကျွန်တော်တို့ develop လုပ်တဲ့အချိန်မှာဒါမှမဟုတ်လည်း server တွေကို deployment မလုပ်ခင်မှာအသုံးပြုလို့ရတယ်။အဲ့ဒီ tools တွေမှာသူက static နဲ့ dynamic ဆိုပြီးနှစ်မျိုးရှိတယ်။တချို့ကလည်း static ကို white box testing လို့ခေါ်ပြီးတော့ dynamic ကို black box testing လို့ခေါ်တယ်။အဲ့တော့နမူနာအနေနဲ့ Python project တစ်ခုကို static tools သုံးပြီးတော့စစ်ကြည့်မယ်။ပြီးရင်တော့တစ်ဆက်တည်းမှာပဲ JavaScript framework မှာအသုံးပြုနိုင်တဲ့ tools တွေရဲ့နာမည်တွေကိုလည်းပြောပြသွားမယ်။အဲ့တော့အရင်ဆုံးကျွန်တော်တို့ Python project တစ်ခုကိုစစ်မယ်ဒါမှမဟုတ်လည်းကျွန်တော်တို့ရဲ့ computer ထဲမှာ install လုပ်ထားတဲ့ Python environment ကိုစစ်မယ်ဆိုလို့ရှိရင် pip audit ကိုကျွန်တော်တို့အသုံးပြုလို့ရတယ်။ pip audit ဆက်ထဲမှာမရှိဘူးဆိုရင်အရင်ဆုံး install လုပ်ပေးရမယ်။ pip နဲ့ install လုပ်ပေးရမယ်။ဒါကြောင့်မလို့ pip install pip audit command က computer ထဲမှာရှိတဲ့ Python environment တွေက supply chain attack ဖြစ်နိုင်တဲ့ package တွေ program တွေကိုသူကစစ်တာဖြစ်တယ်။အခုဒီမှာစစ်လိုက်တဲ့အခါမှာ no vulnerability found ဆိုပြီးတော့သူသိတဲ့ package တွေ program တွေရဲ့ချွင်းချက်ကိုသူမတွေ့ဘူးလို့ပြောတာဖြစ်တယ်။အကယ်၍ကျွန်တော်တို့က program တစ်ခုမှာရှိတဲ့ requirement file ဆိုတာရှိတယ်ဒါ Python project ရေးဘူးတဲ့လူတွေဆိုရင်ကျွန်တော်သိလိမ့်မယ်အဲ့ requirement file ထဲမှာရှိတဲ့ package ကိုကျွန်တော်စစ်ချင်တယ်ဆိုရင် pip audit -r ပြီးတော့အဲ့ project ရဲ့နာမည် path နဲ့ requirement file ရဲ့နာမည်ကိုထည့်ပြီးတော့အခုလိုမျိုးစစ်လို့ရတယ် isolated environment ထဲမှာသူကစစ်ပေးမှာဖြစ်တယ်ဒီမှာဆိုလို့ရှိရင်လည်းမတွေ့ဘူးအကယ်၍ Node.js project တွေကိုစစ်ချင်တယ်ဆိုရင် npm audit နဲ့စစ်လို့ရတယ်အကယ်၍ချိုးရင်းချက်တွေရှိနေတဲ့ package တွေကိုကျွန်တော်တို့ပြင်ကျင်တယ်ဆိုရင် npm audit fix နဲ့ပြင်လို့ရတယ် Okay နောက်တစ်ခုကတော့ Python မှာအသုံးပြုတဲ့ security testing tools bandit လို့ခေါ်တယ်သူ့ကိုလည်းအသုံးပြုမယ်ဆိုလို့ရှိရင် pip နဲ့ install လုပ်ပေးရတယ် pip install ဆိုပြီးတော့ bandit install လုပ်ပြီးဆိုလို့ရှိရင်ကျွန်တော် project ကိုစစ်ချင်တယ် security testing လုပ်ကြည့်ချင်တယ် bandit ဆိုပြီးတော့ -r ပြီးရင် project folder path Okay ဒါဆိုရင်ဒီမှာသူက testing လုပ်နေတာဖြစ်တယ်အဲ့တော့ဒီနေရာမှာနည်းနည်းကြာလိမ့်မယ်အဲ့တော့ဒါဆိုရင်ကျွန်တော်ခဏစောင့်လိုက်မယ်အဲ့တော့အားလုံးပြီးတာနဲ့ code ဘယ်နှ line ကို scan လုပ်ပြီးသွားပြီ issue ကတော့ဘယ်နှခုရှိတယ် low high medium စသဖြင့်သူအခုလိုမျိုး summary လာပြပေးမယ်အဲ့ဒီမှာတွေ့ရတဲ့ severity low နဲ့ high က severity က code ထဲမှာသုံးထားတဲ့ဥစ္စာကတိတ်မပြင်းထန်ဘူးအန္တရာယ်မရှိဘူးပေါ့နော် confident ဖြစ်တယ်ဒါသေချာတယ်လို့သူပြောတဲ့သဘောပဲဖြစ်တယ်အဲ့တော့အပေါ်မှာလည်းအန္တရာယ်မရှိတဲ့ code တွေဆိုလို့ရှိရင်သူကအခုလိုမျိုးအပြအောင်လေးနဲ့လာပြပေးမယ်အကယ်၍အန္တရာယ်ရှိတဲ့နေရာဆိုလို့ရှိရင်အခုလိုမျိုးအနီရောင်နဲ့လာပြပေးမယ်ဒီမှာဆိုရင် severity က high confidence level ကလည်း high ဒါဆိုရင်တေချာပေါက်ဒီ code မှာသုံးထားတဲ့ဒီ line 3 line ပေါ့နော်ဒီ line 130 131 132ဆိုတဲ့ line 3 line ကအန္တရာယ်ရှိရလို့သူပြောတဲ့သဘောပဲ confidence level က high ဖြစ်တဲ့အတွက်ဒါတေချာပေါက်အန္တရာယ်ရှိရလို့သူပြောတဲ့သဘောပဲ
အခုလိုမျိုး over ဆိုလို့ရှိရင်တော့အရန်ကြီးအန်ဒီရယ်မဖြစ်နိုင်ဘူး medium ပေါ့နော်အလယ်လက်တော့ဖြစ်နိုင်တယ်အဲ့တော့ဒါကြောင့်မို့သူ confidence level ကလည်းသူက medium လောက်သူပြောထားတာဖြစ်တယ်အကယ်၍ Node.js မှာအခုလိုမျိုးစစ်ချင်တယ်ဆိုလို့ရှိရင် ES link ဆိုတာသုံးလို့ရတယ်သူက security plugin အသုံးပြုနိုင်တဲ့ official link တွေကိုကျွန်တော်အောက်မှာရေးပေးထားတယ်အားလုံးပဲကျေးဇူးတင်ပါတယ်နောက်တစ်ခေါက်ထပ်ဆုံမယ်